Okay အားလုံးပဲမင်္ဂလာပါညီတို့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ Chelsea Arena ပေးရနေ YouTube channel ရနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဆွေးနွေးသွားမယ့်အကြောင်းအရာတော့ကျွန်တော်တို့ဒီမြန်မာစံတော်ချိန်ညမနက်2 နာရီမှာကံမဲ့ Chelsea နဲ့ဘုံမောက်ကပွဲကြိုသုံးသက်ချက်လေးကိုကျွန်တော်ပွဲကြို review ပြုလုပ်ပေးသွားဖြစ်ပါတယ်အဲ့တော့ကျွန်တော် Chelsea နဲ့ဘုံမောက်ကကျွန်တော်အချိန်20တွေ့ဆုံမှုတယ် Chelsea က12ချိန်Chelsea က12ချိန်နိုင်မှုတယ်4ချိန်ဒီကြာပြီးဘုံမောက်က4ချိန်နိုင်မှုတယ်ပေါ့လေချက်တီတော့ကိုအများဆုံးသွင်းထားတဲ့ player ကတော့ဂျာအိုပက်ဒရို6ကိုအစစ်3ချိန်လောက်ထားတယ်ဘုံဘုံပမာဆိုတော့စီမီညိုက9ကိုသွင်းထားတယ်အစစ်က3ချိန်လား6ချိန်လားမသိဘူးပေါ့နော်လောက်ထားပါတယ်အဲ့တော့ဘုံဘုံအဓိကစောင့်ကြည့်ရမယ့်ကစားသမားကကျွန်တော်တို့စီမီညိုဖြစ်ပါတယ်အဲ့တော့ဒီပွဲမှာကျွန်တော်ဖူမူကကျွန်တော်ဒီဗီဒီယိုမလုပ်ခင်မှာဖူမူရဲ့ rating ဖူမူကလာ predict line ကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာကျွန်တော်ကိုကိုရာကိုကျွန်တော် hamstring injury ဆိုပြီးတော့ပြထားပါတယ်အဲ့တော့ဒီသတင်းသာအမှန်ဆိုတော့ကိုကိုရာဒီညပွဲထွက်လာနိုင်မှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်Chelsea ရဲ့ဖြစ်နိုင်တဲ့လူစင်း line အလေးကိုကျွန်တော်သုံးသပ်ကြည့်မယ်ပေါ့လေကိုယ်သမားနေရာမှာတော့ Sanchez ပါလာနိုင်တယ် Sanchez ကတော့ဒါနောက်ပိုင်းပွဲတွေမှာ Chelsea ရဲ့အကောင်းဆုံးကစားသမား VC Jane နဲ့အတူတူလက်စွမ်းပြနေတဲ့ player ဖြစ်ပါတယ်အဲ့တော့ဒီ center back 2ယောက်မှာဆိုရင်တော့ Fofana ဖြစ်နိုင်မယ် Chalobah ဖြစ်နိုင်မယ်ပေါ့လေ every မှာကူဝေလာသာမပေါအောင်ဆိုတော့ကျွန်တော် Gusto ဖြစ်နိုင်တယ် right back မှာတော့ကျွန်တော်တို့အတွက်အကောင်းဆုံးခြေစွမ်းကောင်းတွေကိုပြန်လည်ထုတ်ပြနေတဲ့ကျွန်တော်တို့ VC Janeပေါ်ထွက်လာနိုင်ပါတယ်လူစီချင်းကဒီအခုနောက်ပိုင်းပွဲတွေမှာသူ့ရဲ့ resistance ကိုသူ့ရဲ့ injury ကင်းနဲ့ကစားနေတဲ့ပုံစံနဲ့သူ့အရင်လိုခြေစွမ်းတွေပြန်ရနေတော့ကျွန်တော်တို့ Chelsea fan တွေမြင်ရတာတော်တော်လေးကိုအားရခြင်းနဲ့ကိုကောင်းပါတယ်အရင်ကလူစီချင်းကိုပြန်ရလာပြီလားဆိုပြီးတော့မှကျွန်တော်တို့ဒီ video တစ်ပုတ်လုပ်ထားပေးတယ်ပေါ့လေနော်အဲ့တော့ကျွန်တော်တို့ဒီကွင်းလယ်မှာဆိုတော့ကျွန်တော်တို့အတွက်အမြဲတမ်းကောင်းမွန်တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့ကန်စီလိုဖြစ်ပါလာနိုင်တယ်ပြီးတော့ Ansu Fernandes ရှိမယ်ပေါ့ကွင်းလယ်ကတော့ကျွန်တော်ဘုံမောက်ကွင်းလယ်ကိုကောင်းမွန်ရှင်ကန်နိုင်လောက်တဲ့ရည်ချင်း Chelsea မှာရှိပါတယ်ဘုံမောက်ကွင်းလယ်မှာမဟုတ်ဘူးအသင်းကြီးတိုင်းရဲ့ကွင်းလယ်ကို Chelsea ကွင်းလယ်ကကျွန်တော်တို့ကောင်းကောင်းရှင်ကန်နိုင်တာမျိုးဖြစ်ပါတယ်တောင်ပေါ်မှာတော့ကျွန်တော်တို့ Garnacho Nesto ပါလာနိုင်ရလို့ကျွန်တော်ခံမှန်းလိုက်ရတဲ့ဖော်ပြထားတယ်ပေါ့လေကျွန်တော်ကတော့ Nesto နေရာမှာ SD Bao လေးကိုပို့ပြီးတော့မျှော်လင့်တယ်ပို့ပြီးတော့ဖြစ်စေခြင်းနဲ့ပို့ပြီးတော့ SD Bao ပိုင်းပို့ပြီးတော့ရင်ခေါ်ရမယ်လို့မျှော်လင့်တယ်Neto ကအခုနောက်ပိုင်းပွဲတွေမှာခြေစွမ်းပိုင်းကတော်တော်လေးရင်းရိုင်နေတာခြေစွမ်းပိုင်းတော်တော်လေးရင်းရိုင်နေတယ်ကျွန်တော်နောက်ဆုံး3ပွဲသက် Neto ခြေစွမ်းပြနိုင်တဲ့ပွဲမရှိဘူးအမှားယွန်းတားများနေတယ် ball rate ကိုကြည့်ပြီးတော့ Ansu Fernandes က Neto တောက်လျှောက်သုံးထားတယ်ဟိုလဲတဲ့ချိန်မှလည်းမလဲဘူးဗောလေ Neto Ansu Fernandes ကလဲတယ်ဆိုတာဟိုညီကိုတို့တခြားလိုက်ကြည့်ပေါ့နော်မရှိတဲ့လောက်ရှားတယ်ဗောအဲ့တော့ဒီပွဲမှာတော့ကျွန်တော်ကတော့ Neto ဒီ line ရအောက်ပြီးတော့ကျွန်တော်တို့ဒီ SD Bao လေးကိုထည့်လာစေခြင်းနဲ့ပြီးတော့တန်ကင်မီဖြစ်မှာတော့ကျွန်တော်ကူပါမရှိတယ်ပေါ့တိုက်ဆက်မှာဂျာအိုပက်ထရိုဖြစ်လာနိုင်တယ်ဆိုတော့ဒီလီယန်ဒီယာလောက်တော့မဖြစ်လာနိုင်လောက်ဘူးဘာလို့လဲဆိုတော့လီယန်ဒီလောက်ကပြီးခဲ့တဲ့ပွဲမှာလည်းကျွန်တော်လူသားဝင်ပြီးတော့ကောင်းမွန်တဲ့အရွေကိုသူပြသွားနိုင်တာမရှိဘူးပေါ့ဒီနော်အဲ့တော့တစ်ဖက်ကဘုံပေါ်မှာတော့ကျွန်တော်စောနာပြောခဲ့သလိုပဲအဓိကစောင့်ကြည့်ရမယ့်ကစားသမားတော့စီမီညိုဖြစ်ပါတယ်စီမီညိုကတော်တော်လေးကို on form ဖြစ်နေတဲ့ကစားသမားအသင်းတိုင်းကစိတ်ပါဝင်စားနေတဲ့လိုချင်နေကြတဲ့ကစားသမားဖြစ်တယ် Chelsea ကလည်းဒီစီမီညိုလိုက်နေတဲ့ဆိုရင်တရင်တွေလည်းထွက်ခဲ့ဘူးလေပေါ့နော်အခုကဒီတရင်တွေတော်တော်လေးငြိမ်နေပြီစီမီညိုက Man City နဲ့ပို့ပြီးတော့နီးစပ်နေတယ်ဆိုတော့ကောလာဟာတာတွေလည်းထွက်နေတာပေါ့အဲ့တော့ကျွန်တော်ဒီဘက်မှာအဓိကစီမီညိုထိန်းချုပ်ရမှာဖြစ်ပါတယ်စီမီညိုက VC ချင်းနဲ့ရင်ဆိုင်ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အရန်ကြီးတော့စိုးရင်ပူပန်စရာတော့မရှိဘူးပေါ့လေအဲ့တော့ကျွန်တော်တို့ဒီဟိုပါပေါ့လေစီမီညိုကိုကျွန်တော်တို့ထိန်းရမှာက VC ချင်းဖြစ်တယ် VC ချင်းကကျွန်တော်တို့ Chelsea မှာအခုတော့အကောင်းဆုံးခြေစွမ်းပြနေတဲ့ player ဖြစ်တယ်ပေါ့နော်အဲ့တော့ဒါပေမဲ့တခုရှိတာကြတော့ဒီချိန်ကစီမီညိုကိုကျွန်တော်အနေနဲ့ကျွန်တော်တခုလည်းမြင်ရဆိုထိန်းနိုင်မယ်လို့ထင်တယ်ဒါပေမဲ့ကျွန်တော်တို့တခုရှိတာတခုမျှော်လင့်ရမှာဒီချိန် attacking လိုက်တဲ့ချိန်ကောင်တာပေါက်သွားတဲ့ချိန်မှာကျွန်တော်တို့မှာရှိတဲ့ဆန်နာဘက်ပေါ့လေချာလိုဘတ်နဲ့ဖူဖာနာကစီမီညိုတားသိနိုင်တဲ့အရေးအသွေးအရေးချင်းရှိရလာတော့ကျွန်တော်မေးခွန်းထုတ်တရားရှိတယ်အဲ့လိုမေးခွန်းထုတ်ရတော့ကျွန်တော်အတွက်ဆိုရင်တော့ဒါမဖြစ်နိုင်ဘူးလို့ပဲကျွန်တော်တို့ထင်တယ်ပေါ့လေအဲ့ဆိုတော့ဒီဆန်နာဘတ်နှစ်ယောက်ကစီမီညိုထိန်းနိုင်မဲ့အရေးချင်းမျိုးအရေးအသွေးမျိုးသူမှမရှိဘူးလို့ထင်တယ်အဲ့တော့ဟိုဘယ်လိုပြောရမလဲကျွန်တော်တို့ဒီတော်တော်လေးကိုဂရုစိုက်ကစားရမယ်ပွဲဖြစ်တယ်အဓိကတော့တစ်ဖက်မှာစီမီညိုတယောက်လောက်ပဲဒီအရန်ကိုဘယ်လိုပြောရမလဲ attacking threat ထိန်းချုပ်နိုင်မဲ့ player လောက်ပဲရှိတယ်ပေါ့လေ Ross တော့ဘာလို့အကောင်းနေဆိုပေမဲ့စီမီညိုလောက်တော့သူတို့က perfect မဖြစ်ဘူးပေါ့လေစီမီညိုကတော်တော် on form ဖြစ်နေတဲ့ player ဖြစ်တယ်Premier League မှာ9 goal သွင်းထားတယ်3 goal လား6 goal လားမသိ assist လုပ်ထားတာဖြစ်တဲ့အတွက်ဒီကစားသမားကအများကြီးမျှော်လင့်လို့ရတယ်အဲ့တော့ကျွန်တော်တို့ Chelsea ခန်းစစ်ကလည်းအရန်ဝိတာဖြစ်တဲ့အတွက်ဗရီယာရှိပဲထွက်ချာလိုပါပဲထွက်ဘသူပဲထွက်အသင်းရဲ့ခန်းစစ်နေတာကအရန်ကိုရင်းရိုင်နေတာဖြစ်တဲ့အတွက်ဒီစီမီညိုကိုဒီစန်နာဘက်တွေအနေနဲ့ထိနိုင်ဖို့တော်တော်လေးခက်ပါတယ်အဲ့တော့ Rich James အနေနဲ့တော်တော်လေးတတိထားပြီးတော့
ကစားမှာဖြစ်တယ်ကျွန်တော်တို့ attacking ကိုအရန်မလိုက်ဘဲနဲ့ကျွန်တော်တို့ဒီ attacking နဲ့ defense ကိုမျက်မှတ်တကစားနိုင်မယ်စီမီညိုဒိန်းညွတ်နိုင်မယ်ဆိုရင်တော့ဒါကျွန်တော်တို့ကျွန်တော်ရလက်ကောင်းတစ်ခုမျှော်လင့်လို့ရတယ်ပေါ့လေဒါပေမဲ့အဓိကနီးပြအိုင်ယာဦးတာပေါ့ဒီနီးပြကဒီချက်စီကဟိုပါပေါ့ချက်စီပိုင်ရှင်တွေရဲ့ရီဒါထဲမှာရှိတယ်ရေးပိုင်းလိုက်ထားတဲ့အထက်မှာရှိတယ်ပေါ့လေအဲ့တော့ဒီနီးပြကိုလည်းကျွန်တော်တို့အနေနဲ့ short တက်ဖို့ short တက်လို့မရဘူးဟိုမာရစကာအနေနဲ့ဟိုကျွန်တော်တို့အမြဲတမ်းကျွန်တော်တို့ player တွေပြောသလိုပဲဟိုကျွန်တော်တို့ဒီ player တွေပြောသလိုပဲပေါ့နော်မာရစကာအနေနဲ့ကျွန်တော်92မကြောင်ဘူးလိုတယ်ပေါ့လေနော်ဟိုကျွန်တော်တို့ဒီဂိုးလိုနေတဲ့အချိန်မှာဒီဘယ်လိုပြောရမလဲဘာမှမျှော်လင့်လို့မရတဲ့ player တွေကိုထည့်ပြီးတော့သူ့အနေနဲ့ဆုံးဖြတ်ချက်အမှားတွေပေါ့လေပြီးကြတဲ့ပွဲရဆိုတော့ကျွန်တော်ကိုပါမောင်ထုတ်ပြီးတော့စတီဘာကိုနံပါတ်10ရိုးပို့လိုက်တယ်ကျွန်တော်ဒီတောင်ပေါ်မှာ Kistan နဲ့ Nesto ထားလိုက်တော့ Nesto တပွဲလုံးထားလိုက်တာဟိုသူ့ရဲ့ worry ကြောင်ဆိုပေမဲ့ဟိုဘာမှ player ရှိရနေကျွန်တော်တို့ရှိရ worry ကလွယ်ပြီးတော့ကျွန်တော်ဘာမှမျှော်လင့်လို့မရတဲ့ခါမှာဆိုရင်ကျွန်တော်တို့သူ့ရှိရကျွန်တော်တို့ဒီ worry ပဲရနိုင်မယ်ကျွန်တော်တို့သူ့ရှိရနေဒီတစ်ဖက်ခံစစ်ကိုချင်းချောင်းနေတဲ့အရာမျိုးတွေမရှိဘူးလို့မရခဲ့ဘူးပေါ့လေအဲ့တော့ဒီပွဲမှာတော့ကျွန်တော်အနေနဲ့ Nesto အောက်ပြီးတော့ Stiva ကိုထည့်တင်တယ်လို့မြင်တယ်ရလက်အနေနဲ့တော့ကျွန်တော်တို့ဒီ2-1လောက်နဲ့တော့ချက်စီအနေနဲ့နိုင်ပွဲပြန်ရှာတွေ့သွားမယ်လို့ထင်တယ်မာစကာအနေနဲ့ဖိအားဝင်နေတာဖြစ်တဲ့အတွက်ပို့ပြီးတော့ view site ကစားမယ်လို့ထင်ပါတယ်အဲ့တော့ညီကိုတို့မြင်နေရောဘယ်လိုမြင်ကြလဲကျွန်တော်ရှင်းလေးပြခဲ့ကြပါအောင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်